Hello အားလုံးပဲမင်္ဂလာပါမတို့ Thai Fashion တိုင်းသုံးလုံးမြန်မာဝတ်စုံ page ကနေကြိုဆိုပါရစေဒီနေ့ဒီ video ထဲမှာအခုဒီမှာဝတ်ပြထားတဲ့ဒီမြန်မာဝတ်စုံလေးတွေပေါ့နော်ဒါလေးတွေကိုရမယ့်ရောင်လေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်အခုဒီမှာဝတ်ထားတဲ့ရောင်လေးဆိုရင်ခဲရောင်လေးเนาะဒါလေးတွေဆိုရင်တစ်စုံလုံးကွယ်ချုပ်ပြီးသားသူကရင်ကန်တော့မပါဘူးเนาะဒီအထက်ကတို့အုံမပါပါဘူးဒါလေးတွေကကိုယ့်အကိုဒီအထက်ကပေါ့နော်ဒီကျိုးပြောက်ပေါ်လေးလေးနဲ့ဝတ်ပြီးเนาะဒါဆိုရင်ပွဲတစ်ပွဲဆိုလို့ရှိရင်တော်တော်လေးဒီဟာလေးတွေကဈေးတင်ပြီးတော့အဆင်ပြေရเนาะဒါလေးတွေကလက်လီတစ်စုံဈေးကို4300ရောင်းပါတယ်တကယ်လို့အထက်50 130ပေါ့နော်10တွေကနေစပြီးတယ်တို့လက်ကားပြန်ရောင်းကျင်တဲ့ဆိုင်ဖောက်တွေကြီးဆိုလို့ရှိရင်တို့ရဲ့ Thai Fashion တိုင်းသုံးလုံး page မှာလာပြီးတော့မှာလို့ရတယ်เนาะလက်ကားဈေးကတက်တက်ရှိပါတယ်အခုဒီမှာဝတ်ပြထားတဲ့ရောင်ဆိုခဲရောင်ပါ size က2 size ထွက်ပါတယ် medium ဆိုရင်ခါ24ကနေ29ထိရမယ်လက် size ဆိုရင်ခါ29ကနေခါ32တမအဆင်ပြေပေါ့နော်ကိုတကယ်လို့နည်းနည်းကြက်တယ်ဆိုရင်လက် size မှာပြန်ပြီးတော့တီစာတွေပါပြင်ဝတ်လို့ရအောင်တို့တီစာထည့်ပေးထားတယ်เนาะဘေးမှာတီစာအကြီးတွေပါတယ်တလက်မနီးပါးစီထည့်ပေးထားတယ်ခါ32ပေါင်ချိန်135 140ပေါ့နော်ပုံမှန် size ပေါ့နော်ဒါကအရင်မထွားဘူးဆိုရင်135 140လောက်ထိကိုဒီဟာလက် size ကအေးစစ်စစ်တော်တယ်နော်တကယ်တော့တို့လက် size ကတေးစားဖြည့်ဝတ်တယ်ဆိုရင်80 size ပဲပေါ့နော်ဒါကကြတော့လိမ်မော်ရောင်လေးတစ်ထည်ရပါမယ်အခုဒီမှာလက်ထဲမှာကင်ထားတာလေးကလိမ်မော်ရောင်လေးနော်ချိတ်ကကြတော့တို့လေးလွှာချိတ်ထမင်းဘယ်ပုံတစ်မျိုးပဲထုတ်ပါတယ်အသားချိတ်တက်ပါအသားချိတ်တွေအများကြီးပါတော့လေပိန်သွားတယ်ဝါသွားတယ်ဆိုတော့ဒီမှာ adjust လုပ်ဝတ်လို့ရတယ်နော်ထမင်းကခွင်းထမင်းဆိုတော့လေဝတ်လို့ရမ်းအဆင်ပြေတယ်ခြေသလုံးတွေပါတယ်အကွဲတွေပါမပုံရဘူးဖုံးကြောင်သွားဒီပဝါလေးနဲ့အရန်လှတယ်တို့သမီးလေးတွေတချို့မင်္ဂလာဆုံးကတ်တို့ပြီးသွားရင်လက်မှတ်ထိုးဆုံးလည်းအဆင်ပြေရနော်ဝတ်ထားတဲ့အယောင်လေးကခဲရောင်လေးပါဒီနောက်ကဒီမှာဒီအယုံမလေးမှာဝတ်ထားတဲ့ဟာလေးကကြတော့ဒေါနာစိမ်းရောင်လေးနော်အယောင်လေးတွေကို screenshot နဲ့ page မှာလာဝယ်ပြီးနော်ဒါလေးကကြတော့ခရမ်းလေးပါရှင်ခရမ်းလေးလည်းရမ်းလှတဲ့အယောင်ဆူဆူလေးနဲ့နော်ဒီဟာလေးကကြတော့တို့နီညိုလေးပါနီညိုလေးဆိုလည်းလုံးဝစိုးနေရပဲနော်သူကပတ်ဝါပါတယ်အခုဝတ်ပြထားတဲ့ဒီအင်ကြီးပါမယ်ထမိန်တစ်ထည်လုံးကိုတို့လက်လီရောင်စီက4300ပဲရှိရနော်ဒါလေးကလေတခွားရောင်လေးနော်တော်တော်လှပါတယ်ရှင်တခွားရောင်လေးပါနော်ဒါလေးကြာရင်တခွားဆိုပြီးတော့တို့ Thai Fashion တိုင်းသုံးလုံး page မှာလာဝယ်ပြီးနော်ဒီကောင်လေးကကြာတော့အဖြူလေးပါသူကလေအိတ်ကလေးတွေကတို့ Amara ချိတ်စစ်တွေဆိုတော့ Amara အိတ်နဲ့ထုတ်ပေးထားတယ်နော်ဒီ Amara logo အိတ်နဲ့လာပါတယ်အဖြူလေးရပါမယ်ဒါလေးကကြာတော့တို့အပြာလေးပါနော်အပြာရောင်လေးရမယ်ဒီကောင်လေးကကြာတော့ရွှေဝါလေးပါရှင်ရွှေဝါရောင်ရှင်လေးကြာရင်ဒါလေးယူနော်အခုဒီဟာလေးကကြာတော့တို့မယန်းစီရောင်လေးပါနော်ဒါလေးတွေဆိုရင်ခိုင်းဆွဲအိတ်လေးလည်းပါတယ်ကွယ်တစုံလုံးတို့ချုပ်ပြီးသားကို4300ပေါ့နော်လက်လီဈေးပေါ့နော်လက်ကားဈေးအထက်50တိကအထက်20 30လိုချင်တဲ့ပေါ့နော်သူတွေဆိုလို့ရှိရင်လည်းတို့ရဲ့ Thai Fashion တိုင်းသုံးလုံး page ဒါမှမဟုတ်ဘူးဆိုရင် Viber နံပါတ်399560 3808တို့ရဲ့ page မှာလာရောက်ပြီးတော့မှာယူလို့ရပါတယ်ဒါလေးဆိုအရန်လှတယ်ပုံဝါဆိုလည်းတို့ဒီမှာနော်အနားလေးတွေကဆိုအတွန့်လေးတွေထည့်ပေးထားတယ်အရန်ရှင်တယ်ကိုလေးဖုံးချောင်းသွားပါညာဒီလိုမျိုးလေးတွေဆိုလဲပေါ့နော်ကိုကြိုက်တယ်လို့ပုံဝါလေးနဲ့ပေါ့နော်